က social media မှာတခုခုတင်တော့မယ်ဆိုရင် okay နည်းနည်းပါးပါစဉ်းစားဆင်ခြင်ပါဆင်ခြင်ပြီးတော့မှတင်ပါ okay ကိုယ့်လူမျိုးကိုဒုက္ခမရောက်စေနဲ့အားလုံးမင်္ဂလာပါမင်းရှာမှာရောက်ရှိနေတဲ့အထောက်အထားမရှိတဲ့သူတွေ UN ခတ်ကိုင်ဆောင်ထားတဲ့သူတွေကိုအဓိကပြောချင်တယ်တိုင်းရင်းသားဖြစ်ပါစေရိုဟင်ဂျာဖြစ်ပါစေ okay တချို့သူတွေကိုပြောချင်တယ်နော်တချို့မစင်မချင်းနေထိုင်တဲ့သူတွေ okay စီကံမရှိတဲ့သူတွေ okay ရှင်တို့ line မှာအမြဲတမ်းတွေ့ရမှာအမြဲတမ်းတချို့လူကြီးလူကောင်းတွေကရှင်တို့ကိုပြောပြတယ်စစ်စစ်ချင်းနေပါ okay စီကံရှိနေပါရှင်တို့ကိုအမြဲတမ်းဗီဒီယိုတွေတင်ပြီးတော့သူများတွေပြောပြနေတယ်ရှင်တို့ကအဲ့ဒါကိုအားရသူများအားတိုင်းရှင်တို့ပြောနေတယ်ထင်လို့လား okay ဆိုတော့အခုကြည့်ရှင်တို့ရဲ့မစင်မချင်းလောက်ရတွေကြောင့်ရှင်တို့ရဲ့စီကံမရှိမှုတွေကြောင့်တချို့ဘာမှမလုပ်တဲ့သူတွေတချို့အေးအေးဆေးဆေးနေထိုင်နေတဲ့သူတွေဒုက္ခရောက်တော့မယ် okay ဆိုတော့ဘာကိုပြောချင်လဲဆိုတာရှင်တို့နားလည်မှာပါ okay ဆိုတော့ခါကျတော့ငခုံးမတကောင်ကြောင့်တလီလုံးပုတ်တယ်ဆိုတဲ့စကားကိုကြောက်မှုမှာပါဆိုတော့အခုကအဲ့လိုဖြစ်နေပြီ okay ဆိုတော့မလေးလူမျိုးတွေကအခုလက်ရှိမှာ UN ခတ်ကိုင်ဆောင်ထားတဲ့သူတွေအထောက်ထားမရှိတဲ့သူတွေကိုအရှမ်းကိုမုတ်တီးနေတယ်အရှမ်းကိုတို့တွေ post တွေတင်နေတယ် social media မှာ post တွေတင်နေတယ် okay ရှင်တို့ဘေးသွားလိုက်တို့ကဗီဒီယိုရိုက်ထားတယ်တို့ရှင်တို့တွေ့ရတယ်ရိုဟင်ဂျာအများဆုံးပြောမဆိုရင်ရိုဟင်ဂျာပေါ့နော်တို့အများဆုံးနာမည်တပ်ပြီးပြောတာကြတော့ရိုဟင်ဂျာ okay ဆိုတော့တချို့မစင်မချင်းလူတွေကြောင့် okay ဆိုတော့ကခေါ်ပါတကောကြောင့်တလီလုံးပုတ်တယ် okay အဲ့ဒီစကားကိုတိုင်းမယ်ဆိုတော့အများဆုံးကတို့ကဓာတ်ပုံရှင်တို့ကိုဗီဒီယိုရိုက်မယ်ရိုက်ပြီးလို့ဆိုရင် line ပေါ်ကိုတင်မယ်ရှင်တို့နေတဲ့ပတ်ဝန်းကျင်ကိုဗီဒီယိုရိုက်မယ်ပြီးရင်တို့မျိုးမျိုးပြောမယ်ပြီးရင် line ပေါ်ကိုတင်မယ်ဆိုတော့ကကြတော့ရှင်တို့အတွက်လုံခြုံမလားရှင်တို့အတွက် okay ပြီးရင် comment မှာကြည့်မယ်ဆိုရင်လည်းရှင်တို့ကာကွယ်ပေးတဲ့လူတရားမှမရှိဘူးအားလုံးရှင်တို့ပုတ်ခတ်နေတဲ့သူတွေကြီးပဲ okay ဒီနိုင်ငံသားတွေက UN ခတ်ကိုက်ဆောင်ထားတဲ့လူတွေကိုတို့နိုင်ငံကနေထွက်သွားပေးပါလို့ပြောနေကြတယ် okay တို့အရန်ကိုပိတ်ပင်နေကြတယ် okay ဆိုတော့ခါကျတော့တတိထားနေပါလို့ပဲပြောချင်တယ်တချို့ဘာမှမလုပ်တဲ့သူတွေကိုယ့်အကိုအေးဆေးနေတဲ့သူတွေတတိထားပြီးတော့ပဲနေပေးပါ okay ရှင်းလို့တင်မယ်ဆိုမလေးတွေတင်တဲ့ဗီဒီယိုတော့ viral ဖြစ်သွားပြီဆိုရင် okay ကျွန်မတတိထားမိရတခုရှိတယ်သူတို့ရဲ့အဆောက်အဦအဲ့ဒီဟာကျတော့သူတို့ပြောတဲ့အရာကကျတော့ရိုဟင်ဂျာတွေနေတာရိုဟင်ဂျာတွေဘင်္ဂလီတွေနေတဲ့အဆောက်အဦသူတို့ကိုယ်တိုင်လုပ်ထားတဲ့အဆောက်အဦ okay အဲ့ဒီဗီဒီယိုက viral ဖြစ်သွားတယ် okay viral ဖြစ်သွားတော့သူတို့ရဲ့တာဝန်ရှိသူအကြီးအကဲတွေကအဲ့ဒီနေရာကိုချက်ချင်းလာတယ် okay လာပြီးတော့ကြည့်တယ်ဆိုတဲ့ခါကျတော့ရှင်တို့စဉ်းစားကြည့် okay ကိုကသူများနိုင်ငံမှာနေတာကိုရဲ့လုတ်ပိုင်ခွင့်ရရှိတယ်လို့မလုတ်ပိုင်ခွင့်ဆိုတာလည်းရှိတယ် okay ရှင်တို့မထင်နဲ့ရှင်တို့ UN ခတ်ကင်ထားတိုင်းနဲ့ဒီနိုင်ငံသားနဲ့ဒန်းတူအခွင့်အရေးရမယ်လို့ရှင်တို့မထင်နဲ့ okay လုံးဝမရနိုင်ဘူး okay UN ခတ်ဆိုတာကခဏတာလိုခိုးလုံမှုအတွက်ရှင်တို့ကိုလောက်ထားပေးတာဖြစ်တယ် okay ခဏတာခိုးလုံမှုအတွက်ဆိုပေမဲ့ရှင်တို့ဒီမှာ3-40ရှိသွားပြီ okay နေ့တွေအရန်ကြာသွားပြီတို့ပေးနေတာဆိုတော့အခုချိန်မှာတချို့မစင်မချင်းသူတွေစီကံမရှိတဲ့သူတွေကြောင့် okay စီကံမရှိတဲ့သူတွေကြောင့်တချို့တွေနစ်နာရတော့မယ်တချို့အေးစင်းနေတဲ့လူတွေနစ်နာရတော့မယ်ကျွန်မဘာမှမဟုတ်ကျွန်မဒီလိုပြောကျွန်မဘာမှမဟုတ် okay ဘာဖြစ်လဲတိလားကျွန်မမလေးတငယ်ကြီးတွေအများကြီးရှိတယ်အဲ့ဒီမျိုးမြန်မာလို့ပြောရတဲ့နဲ့အရန်ကိုအသိနာတယ် okay အရန်ခံမရဖြစ်တယ်social media မှာကြည့်လိုက်လို့ဆိုရင်လည်းရိုဟင်ဂျာမြန်မာအရန်အသိနာဖို့ကောင်းတယ် okay ရှင်တို့နည်းနည်းကိုချင်းစပေးတချို့လူတွေအတွက်တချို့အေးစင်းနေတဲ့သူတွေအတွက်ရှင်တို့ကိုချင်းစပေး okay စီကံမရှိတဲ့လူတွေညက်ပတ်တဲ့လူတွေတို့နေထိုင်ရနေရာတွေမှာညက်ပတ်တဲ့လူတွေအမိုက်တောင်းနေမှာပြစ်ပေးတဲ့အပေါ်ကနေကုန်နေတဲ့ flat ပေါ်ကနေအမိုက်ကိုပြစ်ချတဲ့လူတွေစူညံတဲ့လူတွေ okay ပြီးကွန်ဒရီကိုဖြစ်ရနေရာတွေမှာထွေးတဲ့လူတွေ okay flat တွေမှာကြည့်မယ်ဆိုရင်လေကားတိုင်းမှာကွန်ဒရီကိုတွေ့ရတယ် okay ဆိုတဲ့ခါကျတော့ပြောချင်တာရှင်တို့ရဲ့လှုပ်ရက်ကဘယ်လိုလှုပ်ရက်လဲဆိုတာကိုယ်တိုင်စဉ်းစားကြည့် okay နောက်တစ်ခုကကျတော့ကျမကိုယ်တိုင်တချို့သူတွေတော့မသိတော့အပြင်မှာဆိုရှင်တို့ဘယ်လိုဆက်ဆံရမလဲတချို့ဘာမှမလုပ်တဲ့သူတွေမြန်မာနိုင်ငံသားတွေဘယ်လိုဆက်ဆံရမလဲမလေးလူမျိုးတွေဘယ်လိုဆက်ဆက်ခံနေရလဲဆိုတာရှင်တို့မသိဘူးကျမကိုယ်တိုင်ဘာမှမလုပ်နိုင်တော့ကျမဒါမျိုးဆက်ဆက်ခံရတယ်ရှင်တို့ကိုယ်တိုင်တချို့ဖတ်တတ်တဲ့လူဆိုဖတ်ကြည့်ဒီဟာကို okay ဒါကကျတော့ဆဲထားတယ်လည်းပါတယ် okay သူကမြန်မာနိုင်ငံကိုပြန်ခိုင်းတာလည်းပါတယ် okay ဆိုတော့ရှင်တို့ဖတ်တတ်တဲ့လူတွေဖတ်ကြည့် okay ဆိုတော့အဲ့ဒါပဲနောက်တစ်ခုရှိနေတာကဘာလဲဆိုတော့ရှင်တို့ line ပေါ်မှာတင်တော့မယ်ဆိုရင်နည်းနည်းစဉ်းစားဆင်ခြင်ပြီးတော့တင်ရှင်တို့တင်လိုက်တဲ့အရာတစ်ခုကတခြားသူတွေကိုဒုက္ခရောက်နိုင်တယ်ကိုလူမျိုးကိုဒုက္ခရောက်နိုင်တယ်ဥပမာညီမတွေ့လိုက်တာပါလဲဆိုရင်ဟိုနေ့ကလက်ဝိတမနာမည်တော့မသိတော့သူကမလေးရှားကိုလာတာရှင်တို့တွေအဲ့ဒီတကားကိုကြော်တက်တဲ့ဗီဒီယိုလေးရှင်တို့တွေတင်လိုက်တယ်ဆိုတဲ့ခါကျတော့အဲ့ဒီဗီဒီယိုကမြန်မာနိုင်ငံသားတွေပဲမြင်မယ်ထင်လို့လားမထင်နဲ့ okay သူတို့နိုင်ငံသားတွေပါအဲ့ဒီဗီဒီယိုမြင်ပြီးတော့သူတို့ပြန်တင်ထားတာသူတို့ပြောထားတာအမျိုးမျိုးရှင်တို့ဆိုတဲ့ခါကျတော့ကိုက social media မှာတခုတင်တော့မယ်ဆိုရင် okay နည်းနည်းပါစဉ်းစားဆင်ခြင်ပြီးတော့မှတင်ပါ okay ကိုယ့်လူမျိုးကိုဒုက္ခမရောက်စေနဲ့ဆိုတော့အဲ့ဒါပဲပြောချင်တယ်တချို့အေးစင်းနေတဲ့သူတွေအားလုံးပဲ view ဆက်ကြပါအခုအချိန်တွေကအရှာမကောင်းဖြစ်နေတယ်အားလုံးပဲအဆင်ပြေကြပါစေ bye bye